ကဘာပေါ်မှာလူပေါင်းဘီလီယံချီစောင့်ကြည့်ကြတဲ့ပွဲတစ်ပွဲရှိတယ်စစ်ပွဲမဟုတ်ဘူးအိုလံပစ်ပွဲလည်းမဟုတ်ဘူးဒါပေမဲ့နိုင်ငံတနိုင်ငံရဲ့တမိုင်းနယ်ဂုဏ်သိက္ခာကိုဆုံးဖြတ်ပေးနိုင်တဲ့ပွဲကြီးတစ်ပွဲအဲ့ဒါကတော့ FIFA World Cup ပဲဖြစ်ပါတယ် World Cup အကြောင်းပြောရရင်အရင်ဆုံးဟိုးပဝေသနီခေဦးပိုင်းကိုစပြီးတော့ပြောရမယ် FIFA World Cup ဆိုတာတတိတခြားတဲ့ဖြစ်ပေါ်လာတာမျိုးမဟုတ်ဘူးWorld Cup မတိုင်ခင်နိုင်ငံအဆင့်ဘောလုံးပွဲတွေဆိုတာလူစိတ်ဝင်စားမှုနည်းပြီးတော့အိုလံပစ်ပွဲတွေမှာဂျောင်ထိုးထားခံရတဲ့အားကစားနည်းတစ်ခုတတ်တာပဲ19ရာစုအဆုံးပိုင်းနဲ့20ရာစုအစပိုင်းတွေမှာနိုင်ငံတကာဘောလုံးပွဲတွေရှိခဲ့တယ်ဆိုပေမဲ့လည်းကမ္ဘာချန်ပီယံပြိုင်ပွဲတွေဆိုတာမရှိသေးပါဘူးအခုလက်ရှိပရိသတ်တွေပြောနေကြတဲ့လက်စားတွေသိရမလားမမျှတဘူးဘာညာ complaint များတဲ့ FIFA ကိုတောင်မှ1904ခုနှစ်မှာစတင်တည်ထောင်ခဲ့တာပါအဲ့ကနေစပြီးတော့ FIFA အဖွဲ့အစည်းကနိုင်ငံတကာဘောလုံးကိုစီမံခန့်ခွဲဖို့အကြောင်းဖန်လာခဲ့တယ်ဒီဗီဒီယိုက FIFA အကြောင်းမဟုတ်တော့ကျွန်တော်အနေနဲ့အကျယ်တပွင့်တော့မပြောတော့ဘူးအရင်ဆုံး World Cup မတိုင်ခင်ကိုပြောပြမယ်အရင်ခေတ်ကဘောလုံးကိုအိုလံပစ်ဂိမ်းတွေမှာပဲအဓိကအနေနဲ့ထားပြီးတော့စော့ကြတယ်ဒါပေမဲ့ပြဿနာကအိုလံပစ်မှာကအမန်ချောလို့ခေါ်တဲ့ဝါသနာအရကစားတဲ့ပလေယာတွေကိုပဲအဓိကကစားခွင့်ပေးတယ်နေ့စဉ် training plan မှန်နဲ့အခကြေးငွေယူအသက်မွေးဝမ်းကြောင်းပြုနေတဲ့အဲ့လိုမျိုး professional ဆန်ပလေယာတွေကိုတော့ပါဝင်ခွင့်မပေးခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့အိုလံပစ်ရဲ့ rule ကဝါသနာအရင်ခံပြီးတီးတန့် passion နဲ့ပဲစူးစမ်းနေတဲ့လူငယ်တွေအတွက်ပဲရည်ရွယ်ထားလို့ပါဒီဘက်ခေတ်လိုမျိုးကျေးစား professional player တွေဘာညာမပါဘူးပေါ့ဗျာ FIFA ကိုယ်တိုင်တောင်မှအဲ့အချိန်က aura ကလည်းနည်းသေးတယ်အချိန်ဝါကလည်းအဲ့လောက်ထိမထွန်းပေါက်သေးတဲ့အခါကျတော့သူတို့ကိုတိတ်ပြီးတော့အဖက်မလုပ်ကြဘူးပေါ့အဖက်မလုပ်တာတော့မဟုတ်ဘူးပြိုင်ပွဲကိုကိုယ်တိုင်အရန်ကြီးမထိန်ချုပ်သေးနိုင်ဘူးလို့ပဲပြောရမယ်ဒီနေ့ခေတ်လိုမျိုးခမားတို့သိတဲ့အောင်မြင်ပြီးအချိန်ဝါကြီးမားတဲ့ World Cup တစ်ခုဖြစ်လာဖို့ဆိုတာကဘဲတပွေကြောင့်အများကြီးပါတယ်သူက Julius Riemann လို့ခေါ်တဲ့ရှေ့နေတူတချို့ကလည်း Jules Riemann လို့လည်းခေါ်ကြတယ်ကျွန်တော်အနေနဲ့ကတော့ဒီမှာ Riemann လို့ပဲဖတ်လိုက်မယ် Riemann ရဲ့အိမ်မက်ကကမ္ဘာနိုင်ငံတွေအများအပြားပါဝင်တဲ့ဘောလုံးပြိုင်ပွဲကြီးတစ်ခုဖန်တီးခြင်းတာ1914ခုနှစ်မှာ World War 1 စဖြစ်တော့ဥရောပတစ်ခုလုံးမီးလောင်ကျွမ်းသွားတယ်ဘောလုံးပွဲတွေကိုလည်းရပ်ဆိုင်းသွားရတယ်အဲ့ဒီအချိန်မှာ Riemann ကိုယ်တိုင်ကလည်းစစ်တပ်ထဲကိုဝင်သွားရတယ်ပြီးတော့သူ့ရဲ့တငယ်ချင်းအပေါင်းအပါတွေသိရမလားတော်တော်များများလည်းအသက်ဆုံးရှုံးရတဲ့လူတွေလည်းရှိခဲ့တယ်အဲ့ဒီပထမကမ္ဘာစစ်ကနေပြီးတော့ရခဲ့တဲ့ Riemann ရဲ့အသွေးကတော်တော်ကောင်းတာဗျကမ္ဘာနိုင်ငံအသီးသီးတွေအနေနဲ့အခုလိုမျိုးစစ်ပွဲထဲမှာစစ်တိုက်နေမဲ့အစားဘောလုံးကွင်းထဲမှာပဲရှင်ပြိုင်တင်တယ်လို့သူကသုံးသပ်တယ်အဲ့အတွက်ကြောင့်မလို့1921ခုနှစ်မှာသူကိုယ်တိုင် FIFA ရဲ့ဥက္ကဋ္ဌဖြစ်လာတဲ့အခါမှာ World Cup ကိုစတင်အသက်သွင်းဖို့စူးစမ်းဆိုတာပဲသူ့အကြောင်းကတော့ဘလို့ဥက္ကဋ္ဌတွေဖြစ်လာတယ်ဘာညာကတော့နောက်ဗီဒီယိုတစ်ခုမှပဲတက်လုပ်ပေးမယ် World Cup ရဲ့အစောပိုင်းကာလမှာအဓိကအခက်အခဲတွေအနေနဲ့ကနံပါတ်1အနေနဲ့ခီးသွားလာရေးလင်းရင်ခီးတွေအဲ့ချိန်တုန်းကမဖွင့်ပြိုးသေးဘူးဥရောပကနေပြီးတော့တောင်အမေရိကကိုတွားဖို့တောင်မှတင်မောနဲ့ရက်သက်တစ်ပတ်ပေါင်းများစွာကြာခဲ့တယ်အဲ့အတွက်ကြောင့်မလို့ခီးသွားလာရေးမှာတော်တော်လေးဒုက္ခရောက်တယ်နံပါတ်2အနေနဲ့ကငွေကြေးအရာအသင်းတွေကိုယ်တိုင်ကလည်းကုန်ကျစရိတ်ကအရန်ကြီးလို့နာမို့လို့သူတို့အရန်ကြီးမဖြစ်နိုင်ဘူးလို့ထင်ခဲ့ကြတယ်နံပါတ်3ကနိုင်ငံရေးဝဝဝကာလဖြစ်တဲ့အတွက်ပထမကမ္ဘာစစ်ပြီးကာလတွေကအားလုံးသိတဲ့အတိုင်းပဲဗျာနိုင်ငံတွေကြားမှာယုံကြည်မှုတွေနည်းကြတယ်တနိုင်ငံနဲ့တနိုင်ငံအရန်ကြီးအဆင်မပြေကြဘူးပြန်လည်တည်ဆောက်နေတဲ့ကာလဆိုတော့လေနိုင်ငံရေးအရလည်းသူတို့တော်တော်လေးကိုခက်ခဲခဲ့တယ်နံပါတ်4အနေနဲ့က FIFA အတွင်းကစန့်ကျင်မှုတွေ FIFA ကိုယ်တိုင်ကသူတို့ရဲ့အဖွဲ့ဝင်တွေကတချို့တောင်မှ World Cup ကိုမလုပ်ဖို့အတွက်သုံးသပ်ခဲ့ကြတယ်အဲ့လောက်ထိတောင်မှပေါ့ဗျာအခက်အခဲတွေကများခဲ့တာဒီလိုနဲ့1930ခုနှစ်မှာ World Cup ရဲ့ပထမဦးဆုံးသောတောနမတ်ကိုကျင်းပခွင့်ရခဲ့တယ်အခုလိုပြဿနာပေါင်းများစွာကနေပေါ့ဗျာပထမဆုံးအိမ်ရှင်နိုင်ငံကတော့ဥရုဂွေးပဲအဲ့ဒီအချိန်တုန်းကဥရုဂွေးကတော်တော်လေးကောင်းခဲ့သလို1924တုန်းကအိုလံပစ်ချန်ပီယံ1920မှာ8ခုနှစ်မှာထပ်ပြီးတော့ချန်ပီယံ2တိုင်းအိုလံပစ်ချန်ပီယံပေါ့ဗျာအဲ့ဒါကြောင့်မလို့သူတို့ကိုယ်တိုင်ကလည်းအရန်ဟိုက်တယ်ဟိုက်တာအပြင်ကိုမှဒီခီးသွားလာစရိတ်အတွက်ဝိုင်းဝန်းကူညီပြီးတော့ထောက်ပံ့ပေးမယ်လို့ကတိပေးခဲ့တယ်အဲ့ဒါကြောင့်မလို့လဲသူတို့ကပထမဆုံးအိမ်ရှင်နိုင်ငံဖြစ်လာတာပေါ့အခုလိုမျိုးအသင်းနည်းနဲ့ပြဿနာပေါင်း16000နဲ့စားခဲ့တဲ့ပြိုင်ပွဲတစ်ခုကဒီနေ့အခြေအနေမျိုးမှာဘောလုံးသမိုင်းရဲ့ turning point တစ်ခုဖြစ်ခဲ့တယ်ဆိုတာဘယ်သူကမှတော့အဲ့ခေတ်ကမသိခဲ့ကြဘူးဆက်စချင်းပထမဆုံး World Cup မှာကအသင်း73သင်းနဲ့ပဲစတင်ခဲ့သလိုဥရောပကဆိုလို့ရှိရင်4သင်းပဲတွားရောက်ပြီးတော့ရှင်ပြိုင်ခဲ့ကြတယ်ဖိုင်နယ်မှာဥရုဂွေးကအာဂျင်တီးနားကို
4-2 နဲ့အနိုင်ယူပြီးတော့ World Cup ရဲ့ပထမဦးဆုံးသောချန်ပီယံဖြစ်လာခဲ့တယ်။အဲ့ဒီလိုနဲ့ Julius Riemann ရဲ့အိမ်မက်ကစတင်ပြီးတော့အကောင့်ထဲပေါ်နိုင်ပြီလို့ထင်ရတယ်ဆိုပေမဲ့လည်းကန်ဂျမာကသူ့ကိုလွယ်နဲ့တော့မလွတ်ပေးခဲ့ဘူးပေါ့နော်။ကန်ဂျမာရဲ့ရိုက်ခတ်မှုတွေကထပ်ပြီးတော့ရောက်လာပြန်တယ်။အဲ့ဒါကတော့1939ခုနှစ်မှာဖြစ်ခဲ့တဲ့ World War II ဒုတိယကမ္ဘာစစ်ကြောင့်မှာဟမ်သားကြီးတို့ပွဲကစတော့မစသေးဘူးဘလောက်မှမကြသေးဘူး World War II ကထဖြစ်တော့သူ့အနေနဲ့လည်း World Cup က2နှစ်ထပ်ပြီးတော့ရပ်ဆိုင်းသွားတယ်1942ခုနှစ်နဲ့1946ခုနှစ်တွေမှာပြိုင်ပွဲကိုလုံးဝမကျင်းပနိုင်ခဲ့ဘူးဒါပေမဲ့လည်းစစ်ကြီးပြီးဆုံးသွားတဲ့အခါမှာဘယ်တော့မှလက်မလျှော့တတ်တဲ့ Riemann တယောက်ကတော့ထုံးစံအတိုင်းပဲ FIFA ကိုပြန်လည်တည်ဆောက်ဖို့အတွက်ကြိုးပမ်းခဲ့တယ် World Cup ကိုလည်းထပ်မံပြီးတော့ပြန်လည်အသက်သွင်းဖို့အတွက်အများကြီးသူ့အနေနဲ့ effort တွေထုတ်ခဲ့တာဗျာသူ့ရဲ့ကြိုးစားမှုတွေကိုဂုဏ်ပြုတဲ့အနေနဲ့ World Cup ဖလားကိုတောင်မှ Jules Riemann Trophy ဆိုပြီးတော့အမည်ပေးခဲ့တယ်။အဲ့ဒီ Jules Riemann Trophy ကိုတော့ Brazil National Team က3ချိန်အနိုင်ရယူပြီးတော့အမြဲတမ်းပိုင်ဆိုင်ခွင့်ကိုရခဲ့တယ်။ဒီနေရာမှာ Brother တို့အနေနဲ့သွေးကောင်းသွေးမိနိုင်တာမျိုးရှိတယ်။အဲ့ဒါဘာလဲဆိုလို့ရှိရင် World Cup ကိုဘာလို့၄နှစ်တစ်ချိန်ကျင်းပရလဲပေါ့။ဒါကဘောလုံးပွဲတစ်ခုကြောင့်မဟုတ်ဘဲနဲ့တခြားသောတမိုင်းစီးပွားရေးအခြေအနေကစားသမားတွေရဲ့ပြင်ဆင်ချိန်တွေစသဖြင့်တခြားအကြောင်းအရာတွေပေါင်းပြီးတော့ဖြစ်လာတာကျွန်တော်အနေနဲ့အချက်၄ချက်နဲ့ပြောပြမယ်ပထမဆုံးအချက်အနေနဲ့က Olympic Game တွေကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲ World Cup က Olympic ပွဲတွေကနေပြီးတော့တဖြည်းဖြည်းချင်းစတင်ခဲ့တယ်လို့ပြောရမယ်အဲအတွက်ကြောင့်မလို့ Olympic ပွဲတွေကိုယ်တိုင်ကလည်း၄နှစ်တစ်ချိန်ကျင်းပတယ်အဲ့အတွက်ကြောင့်မလို့ World Cup ကိုလည်းဆက်လက်ပြီးတော့၄နှစ်တစ်ချိန်လိုက်ပြီးတော့ကျင်းပတာနောက်တစ်ခုက qualifying process တွေအတွက်အချိန်လိုတယ်ဒီကနေ့ World Cup မှာကအားလုံးသိတဲ့အတိုင်းပဲနိုင်ငံပေါင်းက200ကျော်တော့မှဝင်ရောက်ရှင်ပြိုင်ကြတာအဲ့ဒီနိုင်ငံပေါင်း200ကျော်ကနေပြီးတော့ qualifier ပွဲတွေဘာညာနဲ့ဆိုလို့ရှိရင်အချိန်ပေးရတာကပြင်ဆင်ချိန်ဘာညာနဲ့ဆို2နှစ်ကျော်လောက်ရှိတယ်အဲ့အတွက်ကြောင့်မလို့4နှစ်ဆက်ဝန်းကပို့ပြီးတော့တင့်တော်တယ်3ချက်မြောက်အနေနဲ့ကကစားသမားတွေကိုအချိန်ပေးဖို့ World Cup ဆိုတာအားလုံးသိတဲ့အတိုင်းပဲကမ္ဘာနိုင်ငံအသီးသီးရဲ့အကောင်းဆုံးကစားသမားတွေဝင်ရောက်ရှင်ပြိုင်တဲ့ပွဲဒီလိုပွဲမျိုးကိုအရင်က2နှစ်တစ်ချိန်ကျင်းပဖို့အတွက်စဉ်းစားခဲ့ကြတယ်ဒါပေမဲ့တကယ်တမ်းမှာကကြတော့သိတဲ့အတိုင်းပဲပလေယာတွေရဲ့ဒဏ်ရာပြဿနာတွေကလပ်အသင်းကိစ္စတွေဘာတွေညာတွေနဲ့ဆိုလို့ရှိရင်အရန်ရှုပ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့၄နှစ်ကပို့ပြီးတော့အဆင်ပြေခဲ့တယ်ပြီးတော့၄နှစ်စောင့်ရတာဖြစ်တဲ့အတွက်ကစားသမားတွေအနေနဲ့လည်းအကောင်းဆုံးအခြေအနေနဲ့ဝင်ရောက်ပြီးတော့ World Cup ကိုရှင်ပြိုင်လို့ရရလို့လည်းပြောလို့ရတယ်ဒါပေမဲ့တခုရှိတာပေါ့ဗျာတချို့ကကြတော့ကန်ဆိုးပြီးတော့မှ World Cup နာနီးမှဒဏ်ရာရတာတို့ဘာတို့ကတော့မသက်နိုင်ဘူးပေါ့လေ၄ချက်မြောက်အနေနဲ့ကWorld Cup ရဲ့တန်ဖိုးကိုမြင့်စေဖို့အားလုံးသိတဲ့အတိုင်းပဲဗျာအခုလိုမျိုး World Cup က၄နှစ်တစ်ချိန်ကျင်းပတာဖြစ်တဲ့အတွက်လူအများကပို့ပြီးတော့စိတ်ဝင်စားတယ်ပို့ပြီးတော့စောင့်ကြည့်ကြတယ်ပလေယာတွေကိုယ်တိုင်ကလည်းပို့ပြီးတော့အလေးထားကြတယ်ဘောလုံးသမားတွေဂျားထဲမှာဆိုလို့ရှိရင်လည်းသိတဲ့အတိုင်းပဲဒီ trophy က၄နှစ်တစ်ချိန်ဆိုတော့အရေးပါတယ် drama တွေပိုများတယ်ပြီးလို့ရှိရင်မျောလင်းချက်ကလည်းပို့ပြီးတော့ဒီအပေါ်ကိုထားကြတယ်ပေါ့နော်ဥပမာခမားကအသက်18နှစ်ကနေ45နှစ်အထိအလွန်ကန်ကောင်းလို့သိရမလားWorld Cup ကျင်းပတိုင်းမှာဝင်ရောက်ရှင်ပြိုင်ခွင့်ရတယ်ပဲဆိုပါတော့ဗျာဒီလိုဆိုရင်တော့မှခမားအတွက်ကဒီကစားသမား career တစ်လျှောက်လုံးမှာ9ကြိမ်ဒါမှမဟုတ်အများဆုံး10ကြိမ်ပဲရှိနိုင်မှာအဲ့ဒီလိုမျိုး player တိုင်းရဲ့ career တစ်လျှောက်မှာအခွင့်အရေးအရန်နှဲပါတာဖြစ်တဲ့အတွက်World Cup တစ်ချိန်ချင်းစီတိုင်းကအရန်ကိုမှတန်ဖိုးရှိတယ်လက်ရှိဘောလုံးလောကရဲ့ဆယ်စုနှစ်တစ်ခုလုံးကိုလွှမ်းမိုးပြီးတော့ dominate လုပ်ထားတဲ့ Messi Ronaldo တို့လိုမျိုးgreatest of all time player တွေတောင်မှ World Cup ဒီ2026အပါမှ6ကြိမ်ပဲအခွင့်အရေးရခဲ့တာအဲ့ဒါကြောင့်မလို့ World Cup ဆိုတာကကိုဘလောက်ပဲစူးစမ်းကန်နဲ့လဲဆိုင်သေးတယ်ကိုကစားသမား career တစ်လျှောက်လုံးမှာရတဲ့အခွင့်အရေးနည်းနည်းလေးကိုပဲတေချာစုပ်ကင်နိုင်မှပဲအတုံးချနိုင်မှပဲဒီ player ကဒီချန်ပီယံဆုကိုရမယ်ဆိုပါတော့ဗျာဒါတောင်မှကိုမွေးဖွားလာတဲ့နိုင်ငံအခြေအနေတွေကိုအသင်းဖော်တွေပေါ်မှာလည်းအများကြီးမူတည်သေးတယ်ဘလောက်ပဲကိုကမိုးထီအောင်ပဲကောင်းနေပါစေစူပါပါဝါရှိနေရင်တော့မှဒါကကံပါမှလည်းရအောင်မှာဆိုတော့အင်းပေါ်လီတော်တော်မှနက်ကြီးတယ်ပဲပြောရမှာပေါ့ဒီအချက်တွေကြောင့်မလို့ World Cup ၄နှစ်တစ်ချိန်ရောက်လာတဲ့အချိန်တိုင်းမှာကမ္ဘာဘောလုံးလောကရဲ့ပြည်သက်တွေအကုန်လုံးကဘီလီယံနဲ့ချီစောင့်ကြည့်ပြီးတော့အားပေးကြတယ်ကိုနိုင်ငံအသင်းပါမပါဘယ်သူရမလဲဆိုတာနိုင်ငံတိုင်းကရင်ခုန်ကြတယ်အသက်အငယ်ဆုံးကစားသမားက Norman Whiteside လို့ခေါ်ပြီးတော့သူ့အသက်က World Cup စပြိုင်တဲ့အချိန်တုန်းက18နှစ်နဲ့41ရက်စိတ်ဝင်စားဖို့ကောင်းတာက Norman ကအဲ့ဒီအချိန်တုန်းကចောင်းသားအရွယ်နီးပါးလောက်ပဲရှိသေးတယ်
ကမ္ဘာဘောလုံးလောကရဲ့အကြီးမားဆုံးသောဘောလုံးစင်မြင့်မှာသူ့အနေနဲ့ကစားခွင့်ရခဲ့တာပေါ့နော်ပီလီလိုမျိုး iconic ကစားသမားတော်မှဒီသူ့ဆန်ချိန်ကိုမမီခဲ့ဘူးဘာလဲဆိုလို့ရှိရင်ပီလီရဲ့စပွဲထွက်တဲ့နှစ်ကကြတော့18နှစ်နဲ့234ရက်ဆိုတော့ပြောမယ်ဆိုနော်မန်ကအငယ်ဆုံးပဲတစ်ဖက်မှာလည်းအသက်အကြီးဆုံးဝေါ်ကတ်ရဲ့ကစားသမားက SM Handry ဆိုပြီးတော့ခေါ်တယ်တချို့ကလည်း Hadry လို့ဖတ်တယ်ဗျာဘယ်လိုပဲဖြစ်ပါသူကကြတော့ဂိုးသမားအသက်က45နှစ်နဲ့10ရက်နဲ့အကြီးဆုံးစံချိန်တင်ဝေါ်ကတ်ရဲ့တမိုင်းမှာအသက်အကြီးဆုံးကစားသမားဖြစ်လာတယ်ပန်နတီတစ်လုံးတောင်မှာကာကွယ်နိုင်ခဲ့သေးတယ်ပြောမယ်ဆိုအသက်45နှစ်ရောက်မှဝေါ်ကတ်လိုပြိုင်ပွဲကြီးမှာလက်စွမ်းပြခဲ့တယ်ဆိုပါတော့ဗျာဘောလုံးဖန်တွေတင်မကဘူးဝေါ်ကတ်ဆိုတာကနိုင်ငံအသီးသီးနယ်ပယ်အစုံကလူသားတိုင်းအတွက်ကျွန်တော်အမြင်တော့တာမန်ပြိုင်ပွဲတစ်ခုမဟုတ်ဘူးနိုင်ငံတနိုင်ငံရဲ့ဂုဏ်သိက္ခာတမိုင်းစာမျက်နှာအသစ်တစ်ခုရေးထိုးတဲ့ပွဲတစ်ပွဲလို့တော့မှာပြောလို့ရတယ်ဒါကတော့ World Cup နဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ပြောပြခဲ့တာဖြစ်ပါတယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဒါကတော့ကျွန်တော်ရဲ့ first video ပေါ့နော်ဆိုတော့ World Cup ရဲ့အခုကာလမှာလည်း2026မှာဘယ်သူက champion ဖြစ်သွားမလဲဆိုတာကျွန်တော်ရဲ့ဒီ video ရဲ့ comment အောက်မှာတစ်ချက်လောက်မှန်းခဲ့ပေးလို့ရပါတယ်အဆုံးထိကြည့်ရှုပေးတဲ့သူတယောက်ရှိတဲ့တိုင်ကိုကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့ KC ပဲဖြစ်ပါတယ်နောက် video တွေမှာပဲပြန်ပြီးတော့တွေ့ကြတော့ပေါ့အားလုံးပဲ bye bye guys